ဇန်နဝါရီလ22ရက်နေ့စနေညမှာရင်ဆိုင်ကစားသွားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်21ကတော့ဂိုးမရှိတည်ကြခဲ့တဲ့လီဗာပူးချယ်ဆီပွဲစဉ်နဲ့အတူတကယ့်ကိုပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။အထူးသဖြင့်စနေညဟာအင်ရှင်အသင်းတွေအတွက်ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။နော်တွေ့စီမဲ့ခြေစွမ်းမျိုးပြသသွားနိုင်ခဲ့တာပါ။မော်ဒရစ်ဟာအဲ့ဒီ35မိနစ်အတွင်းမှာဘောလုံးဖြတ်ထုတ်မှု100ရာခိုင်နှုန်းတည်ကြခဲ့တယ်လို့ဘောလုံးပေးပို့မှု14ချိန်မှာ73ချိန်ကတည်ကြခဲ့ပါတယ်။ပြိုင်ဘက်ကစားသမားတွေနဲ့ဘောလုံးရှင်လူတဲ့9ချိန်စလုံးဘောလုံးရခဲ့တယ်လို့လီဗာပူးဂိုးဧရိယာထဲမှာဘောလုံးကို4ချိန်ထိတွေ့ခွင့်ရခဲ့ပါတယ်။ဒါအပြင်ဘောလုံးလမ်းကြောင်းမှာနေရာယူမှန်ကန်မှု4ချိန်နဲ့ဘောလုံးကင်ပြီးပြိုင်ဘက်ကိုချင်းချောင်းနိုင်မှု2ချိန်ဂိုးပေါက်ကန်သွင်းမှု1ချိန်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အသက်22နှစ်အရွယ်သားရှိသေးတဲ့မော်ဒရစ်အနေနဲ့ကစားကွင်းရခဲ့တဲ့အချိန်အနည်းငယ်အတွင်းမှာပြိုင်ဘက်တွေကိုအလုရှုပ်စေခဲ့တယ်လို့ချယ်ဆီပြည်သက်တွေကိုလည်းစိတ်လှုပ်ရှားမှုပေးစွမ်းနိုင်ခဲ့ပါတယ်။တေချာတာကတော့ကစီနေပြီး6လလောက်ဈေးစစ်ခဲ့တဲ့အာဆင်နယ်အတွက်ကတော့လွတ်တဲ့ငါပိုကြီးနေတယ်လို့ဖြစ်နေမှာအမှန်ပါပဲ။မော်ဒရစ်ရဲ့ပွဲဥရက်ခြေစွမ်းကိုစောင့်ကြည့်ခဲ့တဲ့မန်ယူညာနောက်ခံလူဟောင်းဂယ်ရီနဗီကတော့မော်ဒရစ်ကစားတာကို10မိနစ်လောက်ကြည့်ပြီးငါးသားဆိုသူနဲ့ရင်မဆိုင်ခြင်းဘူးလို့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဝန်ခံခဲ့ပါတယ်။ပြည်သက်တဦးကလည်းချယ်ဆီပွဲကိုထိုင်ကုန်မှာတော့မထိုင်နိုင်ပဲကြည့်ရအောင်လုပ်နိုင်တာဟာဇတ်မရှိတော့တဲ့နောက်ပိုင်းမော်ဒရစ်တယောက်ပဲရှိသေးတယ်လို့ဆိုပါတယ်။လီဗာပူးချယ်ဆီပွဲကိုရုပ်သံအတွက်သုံးသက်သူအဖြစ်ဆောင်ရွက်ခဲ့တဲ့လီဗာပူးအသင်းကောင်းဆောင်ဟောင်းစတီဗင်ဂျရက်ကတော့မော်ဒရစ်ကိုအာဂျန်ရောဘင်လက်သစ်လို့တင်စားခဲ့ပါတယ်။သူဟာချယ်ဆီပြည်သက်တယောက်ဖြစ်ခဲ့မယ်ဆိုရင်မြန်ဆန်တဲ့မော်ဒရစ်ရဲ့ခြေနှချောင်းကြောင့်စိတ်လှုပ်ရှားမှုအပြေအဝရမှာသိရတယ်လို့ပြောဆိုခဲ့ပါတယ်။မန်ယူနောက်ခံလူဟောင်းရီယိုဖာရီနန်ကတော့လင်းမြန်လုံးနဲ့ပြေအားနူးရွာကြွလှပနေတဲ့ခြေနှချောင်းကြောင့်ပရီးမီးယားလိနောက်ခံလူတွေမော်ဒရစ်ကိုကြောက်ရွံ့နေကြတော့မှသိကြတယ်လို့ထုတ်ဖော်ပြောသွားခဲ့ပါတယ်။အင်္ဂလိပ်မြေပေါ်မှာပထမဆုံးကစားကွင်းရခဲ့တဲ့ပွဲမှာပဲခြေစွမ်းပြနိုင်ခဲ့တဲ့မော်ဒရစ်အတွက်သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ယူကရိန်းကလပ်ရှက်တာဒိုနဲ့အသင်းကဂုဏ်ယူဝမ်းမြောက်ကြောင်းလူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့တယ်လို့ချယ်ဆီနီးပြဂရေဟမ်ပေါ်တာကတော့ဆောင်းရာသီမှာခေါ်ယူထားတဲ့ကစားသမားကောင်းတွေကြောင့်နောက်ပွဲတွေမှာပွဲထွက်လူစင်းအတွက်လူရွေးချယ်ဖို့တောင်ခက်ခဲလာပြီလို့ပွဲပြီးမှထုတ်ဖော်ပြောသွားခဲ့ပါတယ်ခင်ဗျာ။